ကဲဒီနေ့မှာတော့အားလုံးပဲကျွန်မနဲ့တူတူ customer order customize special လေးတွေကိုတူတူလုပ်ကြမယ်စုစုပေါင်းက6ဘူးလူကတော့9ယောက်ပဲတယောက်တည်းကကျတော့2ဘူးမှာထားတာအဲ့တော့အရင်ဦးဆုံးဖြစ်တဲ့ဒီတန်ရှင်းရေးပေါ့နော်တန်ရှင်းပိုင်းလေးအရင်ပိုင်းညာတကအဲ့လေးလုပ်လိုက်မယ်ပြီးရခါမှာဘူးတိုင်းဒီ special တိုင်းမှာကျွန်မက base အဖြစ် pin ဆော့ကိုအများနဲ့ထည့်တယ်သူကကျတော့ဒီ negative energy လည်းဖယ်ပေးတယ်တန့်စင်ပေးတယ်ပြီးတော့ဒီလူတွေအတွက်လည်းတကယ်မရှိမဖြစ်လိုအပ်တဲ့အရာတွေမှာလည်းပါတော့ကျွန်မအများနဲ့တုံးတယ်management ထဲတာပေါ့နော်ထဲတော့မှ6ဘူးလို့ညီမြတဘူးကိုနည်းနည်းစီလိုက်ထဲပါရမ်းများဝိုင်းလည်းမကောင်းချင်တိုင်းလက်ထက်ထဲအောင်မှာဆိုအားနဲ့ပြီးရခါမှာဆောက်လေးပြပြီးကျွန်မဒါလေးတက်လုံးမှာပါမှာဘာကြီးထဲပါမျိုးပြောတာပေါ့အားနဲ့နေပြီးတော့မှကျွန်မထဲမဲ့အားလေးထည့်လိုက်တာပေါ့နော်အဲ့ဟိုတယောက်တည်းမှာလာတဲ့2ဘူးကိုရှင်လောက်တာပေါ့သူကတစ်ခုကကျတော့ edit special နဲ့တစ်ခုက many special သူကရှင်တို့ကတော့ဒီတချို့လူတွေတော်တော်ရည်စရာဖြစ်မလားတော့မသိဘူးတချို့ကတည်မလားရည်ရကုန်ရည်ချင်လာရည်ကြweight loss အတွက်ပါပါတယ်သူက edit special ပါမှာအဲ့ကျတော့မှ coffee လေး ginger လေးပါညာထည့်ပေါ့ထည့်ပြီးတော့မှဒါကျတော့ many special အတွက်ထဲမှာဆိုရှင်မှရွှေတုံးလေးအောင်ထည့်ပြီးတာလေရွှေစစ်တော့မဟုတ်ဘူးကွထည့်ပြီးတော့ကျိုးနဲ့ချီပြီးတော့ကျွန်မဖျောင်းနဲ့အမှလှုပ်ပြီးတော့မှပေါ်မှာတရဖူလေးပါကျွန်မတစ်စိမ့်ရိုက်ပြီးလိုက်တယ်ရတယ်မပါတော့ဘူးကွအစတော့အများကြီးရိုက်မယ်ဆိုပြီးတော့ဗျာရိုင်းနဲ့ရှည်ညာနဲ့ကျွန်မလည်းပြီးစဉ်းစားကြည့်အခါမှာအတန်တင်းအောင်ပြင်းလို့ကျွန်မလည်းအဲ့နဲ့နေပြီးတော့တပြက်နဲ့ပဲကျွန်မရက်လိုက်တယ်ကျန်တဲ့ဟာရောကောက်ကိုတော့ဆက်လုပ်ရပါဘောနော်လုပ်ဆရာ share ဆက်လုပ်တူတူတော့မလုပ်ရတော့ဘူးတယောက်တည်းလုပ်ပြဗီဒီယိုလည်းဆက်မရိုက်ဖြစ်လိုက်တော့အခုတရားရိုက်ပြီးသားတလောက်ကိုပဲနော်တွားကြရဒီဆရာဝန်တွေလိုပဲလေဒီလားစေကုသလိုမျိုးပဲဘယ်စီးနဲ့တက်မတက်ဆိုတာစဉ်းစားရတယ်ဘယ်ယောဂအတွက်ဘယ်လူနာအတွက်ဆိုဘယ်စီကတော့တင့်တော်ရဲဆိုတာပြန်စဉ်းစားရတယ်ဆောင်းထဲမှာချရေးထားတဲ့ဟာတွေပြန်ဖက်ပြီးပြန်လုပ်ဘလောက်လုပ်တော့အဲ့ဟာတွေလည်းမမှတ်မိဘူးဘယ်နှခါလုပ်ဟိုတမ်းပြီးတော့အလွတ်ချက်ထားရင်တော့ရပါပဲကျွန်မအလွတ်လုပ်တဲ့ပုံစံမျိုးလည်းမကြိုက်ဘူးတေချာစဉ်းစားပြီးလုပ်ရတာပဲသဘောကျတော့မလုပ်ခင်မှာအရင်စာရေးသေးတာရေးပြီးတော့မှမှတ်ပြီးတော့မှရတဲ့အတိုင်းပြန်လုပ်တာပေါ့နော်ဒီမှာဆိုလဲမှဝယ်တဲ့ဂျိုးလုံးကြီးသွားတော့ကွယ်နှစ်ပိုင်းပြန်ပြိုင်းပြီးတော့ပြန်လုပ်ရတယ်